Angkor Wat ကြီးရဲ့လူမသိသေးတဲ့ထူးခြားချက်၈ချက်ကမ္ဘာအထူးခြားဆုံးကျောင်းတော်တွေကတစ်ခုဖြစ်တဲ့ကမ္ဘောဒီးယားနိုင်ငံက Angkor Wat ကျောင်းတော်ကြီးဟာအသက်ရှူမားလောက်တဲ့ပြီးသူကလက်ရနဲ့ကြီးမားခန့်ထည်မှုတွေကြောင့်ကမ္ဘာကျော်နေပါတယ်။ဒါကြောင့်လည်းကမ္ဘောဒီးယားဟာ Angkor Wat ပုံကိုနိုင်ငံအလံမှာထည့်သွင်းထားတဲ့အထိပါပဲ။ထူးခြားချက်များစွာနဲ့ကမ္ဘာကျော်တဲ့ Angkor Wat ကြီးမှာလူသိနေတဲ့ထူးခြားချက်တွေလည်းရှိပါသေးတယ်။ Angkor Wat ဆိုတာခမာဘာသာစကားနဲ့ကျောင်းတော်များရဲ့မြို့တော်လို့အဓိပ္ပာယ်ရပါတယ်။ Angkor Wat မှာရှိကြတဲ့အဝလောကီတေသရလောကနဲ့ရုပ်တုစင်တုတော်တွေရဲ့မျက်နှာတော်တွေဟာတစ်ခုနဲ့တစ်ခုမတူညီကြပဲဖန်တီးသူတဦးချင်းစီရဲ့ထူးခြားတဲ့ပုံဖော်မှုတွေပါရှိနေပါတယ်။ Angkor Wat ဟာမူလဟိန္ဒူကျောင်းတော်ကြီးဖြစ်ပြီး12ရာစုနှောင်းပိုင်းမှာဗုဒ္ဓဘာသာကျောင်းတော်ကြီးဖြစ်တဖြည်းဖြည်းချင်းပြောင်းလဲခဲ့ပါတယ်။ Angkor Wat ဟာမီယုဆိုတဲ့မြင့်မို့တောင်ကိုအခြေပြုပြီးတည်ဆောက်ထားတာပါ။ Angkor Wat ကိုဟိန္ဒူဘာသာထုံးတမ်းစဉ်လာအရနာယီကိစ္စတွေမှာအသုံးပြုဖို့တခြားကျောင်းတော်တွေလိုအရှိတ်မျက်နှာလှည့်မထားဘဲအနောက်ဘက်ကိုမျက်နှာမူတည်ဆောက်ထားတယ်လို့ဆိုပါတယ်။ Angkor Wat ကြီးကိုတိဆောက်ဖို့တေးကြောက်တန်ချိန်9 သန်းခန့်ကိုအသုံးပြုခဲ့ရပါတယ်။31မိုင်ဝေးတဲ့ဖနွန်ကူလန်တောင်ကနေတည်ယူခဲ့ကြတာဖြစ်ပြီးကြောက်တုံးကြီးတွေရဲ့အလေးချိန်ဟာပေါင်3300ခန့်ထိရှိကြပါတယ်။ကပီးမတန်းများအရ Angkor Wat ကိုလှုပ်သားအင်အား3သိန်းစင်ကောင်ရီ6000နဲ့နှစ်ပေါင်း30ခန့်အချိန်ယူတိဆောက်ခဲ့ကြတယ်လို့ဆိုပါတယ်။ Angkor Wat ကိုနက်ခတ်ဗေဒအရတွက်ချက်ချိန်ညှိပြီးတိဆောက်ထားတာကြောင့်အလဲဘိုကျောင်းဆောင်ကြီးထိပ်ကနေထွက်တာကိုမြင်တွေ့ရတာမျိုးလိုထူးခြားမှုတွေရှိပါတယ်။ဒါတွေကတော့ Angkor Wat မှာလူမသိသေးတဲ့ထူးခြားတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီဟာ The Traveler ပါ။